ကိုကစားတော့ဆိုင်ဖွင့်ထားတယ်ဆိုင်လက်ရလဲကောင်းတယ်ဘလိုပဲဖြစ်ဖြစ်အဆင်ပြေတယ်ပေါ့နော်ဒီ decoration လေးမိုက်တယ်ဗာလဲမိုက်တယ်မှဆိုစားထီးထွေးတဲ့အရာဒီသူ့အတွက်အရင်အဆင်ပြေခဲ့တယ်ဆိုရှင်ပေါ့ရင်တော့အော်ဒီဆိုင်ကနည်းနည်းလေးအပေါ်ဘက်သွားတယ်နော်ငန်တော့မအားလုံးကစားတာလေးလေးပြပြနဲ့အရာတာရှိလိုက်တာဆိုပြီးတော့မှသူတို့ရဲ့ positive ဘက်သွားပါတယ်ကျွန်တော်တို့ကြားဘူးခဲ့တဲ့စကားလေးတခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်လူဒီနဲ့တွေ့ဆုံဆက်ဆံတဲ့အခါမှာ first impression ဒီပထမဆုံးမြင်သွားတဲ့အမြင်ကြီးအရင်ကြီးဆိုစကားလေးအများစုကြားဘူးပါလိမ့်မယ်အခုကျွန်တော်ပြောချင်တာက first impression ကြောင့်မဟုတ်ပါဘူးစီးပွားရေးမှာပထမဦးဆုံး customer တွေကိုထိတွေ့တဲ့ point first touch point လို့ခေါ်ပါတယ်ပထမဆုံးထိတွေ့တဲ့ point အဲ့ point ကြီးအရင်ကြီးပါတယ်ဥပမာဆိုကြပါစို့ဗျာအကူကစားတော့ဆိုင်ဖွင့်ထားတယ်ဆိုင်လက်ရလဲကောင်းတယ်ဘလိုပဲဖြစ်ဖြစ်အဆင်ပြေတယ်ပေါ့နော်ဒီ decoration လေးမိုက်တယ်ဗာလဲမိုက်တယ်ဒါပေမဲ့အဲ့ customer ကလာတဲ့အချိန်မှာကားပါကင်ထိုးရတာအဆင်မပြေဘူးဆိုရှင်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာဘာဖြစ်နေပြီလဲဆိုရင်ဒေါသဆိုတဲ့အရာအဆင်မပြေမှုဆိုတဲ့အရာလေးပါလာပြီးအဲ့လိုအခြေအနေမျိုးမှာကိုယ်ဆိုင်ထဲမှာတခုခုကြောင့်မလို့ဟင်းရဲ့အရာသာအနှင်းငယ်ပေါ့သွားတာပဲဖြစ်ဖြစ်အနှင်းငယ်ငံသွားတာပဲဖြစ်ဖြစ်ပြဿနာအကြီးမှတက်နေမှာဟာမင်းတို့ဟင်းကလည်းပေါ့ရွှွနေတာပဲမင်းတို့ဟင်းလည်းငံတူးနေတာပဲစားလို့အဆင်မပြေပါဘူးကွာဆိုရဲနောက်ဆက်တွဲ negative တွေများတယ်အကယ်၍သူကကိုယ်ဆိုင်ကိုဝင်လာပြီးအကုန်လုံးချောချောမွေ့မွေ့ရောက်ခဲ့တယ်ပထမဆုံးရောက်ခဲ့တဲ့နေရာဒီပထမဆုံးစားထီးထွေးတဲ့အရာဒီသူ့အတွက်အရင်အဆင်ပြေခဲ့တယ်ဆိုရှင်ပေါ့ရင်တော့အော်ဒီဆိုင်ကနည်းနည်းလေးအပေါ်ဘက်သွားတယ်နော်ငန်တော့မအားလုံးကစားတာလေးလေးပြပြနဲ့အရာတာရှိလိုက်တာဆိုပြီးတော့မှသူတို့ရဲ့ positive ဘက်သွားပါတယ်ဒါဒီဘာကိုပြောချင်တာလဲဆိုလို့ရှိရင် customer တွေကိုလုပ်ငန်းနဲ့ထိတွေ့တဲ့အချိန်မှာပထမအဦးဆုံးထိတွေ့တဲ့ first touch လို့ခေါ်ပါတယ်အဲ့ဒီအထိတွေ့ကိုယူဆိုင်ဖို့လိုပါတယ်ကိုယ်ဆိုင်ဘလောက်ပဲကောင်းကောင်း customer လာတာခရီးအရန်လို့တနားခွဲလောက်ကားမောင်းခဲ့ရတယ်လမ်းတွေပိတ်နေတယ်ဆိုလို့ရှိရင်ဘာဖြစ်သွားပြီလဲသူ့စိတ်ထဲမှာစိတ်ညစ်နေပြီအဲ့စိတ်ညစ်တဲ့အချိန်မှာ service quality နည်းနည်းလေးလျော့သွားတာ ਨੇ သူတို့က negative ဘက်ကိုသွားပြီအကယ်၍သူတို့ကအကုန်လုံးအဆင်ပြေပြေနဲ့ရောက်လာခဲ့တယ်ဆိုလို့ရှိရင်ကျတော့သူတို့ကဒီ service quality နည်းနည်းလေးလျော့နေတော့မှအော်ဒါတလို့ဖြစ်တာပါလားဆိုပြီးတော့မှဖြည့်တွေးတဲ့အကျင့်ကိုရှိကြပါတယ်ဒါဒီလုပ်ငန်းမှာအရန်ရေးကြည့်ပါတယ်အမို့ဒီဗီဒီယိုကြည့်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်းကိုယ့်စီကိုလာတဲ့ customer တွေပထမဦးဆုံးကိုနဲ့ထိတွေ့တာဘယ်နေရာလဲဆိုတာကိုပြန်ပြီးတော့သုံးသပ်ကြည့်ပါကိုသုံးသပ်ချက်ဒီလွယ်ကောင်းလွယ်နေနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ပထမဆုံးထိရဲ့ first touch ဥပမာဆိုတော့စားတောက်ဆိုင်ဆိုပထမဆုံးထိရဲ့ကားပါကင်ကိုထင်ရအောင်ထင်ရလိုက်တယ်ဒါပေမဲ့ကားပါကင်မရောက်ခင်မှာ customer တွေလာခဲ့ရတဲ့လမ်းမှာပိတ်တယ်မပိတ်ဘူးဆိုရင်လမ်းအခြေအနေဆိုတာရှိသေးတယ်အဲ့အပြင်မှာမှဘာရှိသေးလဲကိုစတွေ့တဲ့ Facebook ဆိုလို့ရှိရင် Facebook ကကိုယ့်ရဲ့ကြော်ညာတဲ့ဘယ်လိုရှိရလဲ review တွေဘယ်လိုရှိရလဲဆိုတာတွေကအစအကုန်လုံး view site ဖို့လိုပါတယ်အဲ့တော့ကျွန်တော် physical first touch ပထမဆုံးထိတွေ့တဲ့နေရာဘယ်နေရာလဲဆိုတော့ကြည့်ပါအဲ့နေရာမှာအဆင်ပြေအောင်လုပ်ထားနိုင်မှုဒီအရန်အရေးကြီးပါတယ်ဒါမှမဟုတ်လို့ကျွန်တော် customer ရဲ့ complaint မောက်မြောက်များစွာကိုခံရနိုင်ရရှိပါတယ်